ရေဘေးကြောင့်နေထိုင်သူတွေပြောင်းရွှေ့နေရကအကူအညီတွေလိုအပ်နေတဲ့ငတိုင်းချောင်းမြို့လက်ရှိမြန်မာနိုင်ငံရဲ့ဒေသအသီးသီးမှာမိုးသက်ထန်စွာရွာသွန်းမှုတွေကြောင့်ရေကြီးရေရှမ်းမှုတွေဆိုးရွားမှုတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ AR တိုင်းဘက်ကလေးမျက်နှာမြို့နယ်မှာရေတွေကြီးလို့လူအများဒုက္ခရောက်နေကြရတာမကြသေးပဲအခုလက်ရှိမှာတော့ AR တိုင်းအတွင်းကပဲနောက်ထပ်မြို့နယ်တစ်ခုဖြစ်တဲ့ငတိုင်းချောင်းမြို့မှာပါရေတွေတက်လာနေတာပါ။လေးမျက်နှာမြို့ကနေစတင်ခဲ့ပြီးအခုငတိုင်းချောင်းမြို့ပေါ်ထိကြီးမားလာတဲ့ရေဘေးဒဏ်ကြောင့်ဒေသခံတွေလည်းခက်ခဲပင်ပန်းနေကြရပါတယ်။တဘာဝဘေးဆိုတာတနေရာပြီးတနေရာကူးဆက်လာတတ်တဲ့သဘောရှိပြီးလေးမျက်နှာမှာရေမကျသွားခင်အခုငတိုင်းချောင်းဘက်မှာပါရေတွေထပ်မံမြင့်တက်လာတဲ့အတွက်ဒေသခံတွေမှာဘလို့မှပြင်းစင်ချိန်မရလိုက်ပဲဒုက္ခတွေနဲ့ရင်ဆိုင်နေကြရတာပါ။ရခင်ကရေလွတ်တယ်လို့ထင်ရတဲ့မြို့ပေါ်ရက်ွက်တွေအထိရေတွေဝင်ရောက်လာခဲ့တဲ့အတွက်ဒေသခံတွေမှာနေအိမ်တွေကိုစွန့်ခွာပြီးကုန်းမြင့်ပိုင်းတွေနဲ့ဘေးလွတ်ရာတွေကိုအရေးပေါ်ရွှေ့ပြောင်းနေကြရပါတယ်။ငတိုင်းချောင်းမြို့တစ်မြို့လုံးဒီပါရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေလို့အဆိုးရွားဆုံးထိခိုက်ခံစားရတာကတော့တနေ့လောက်တနေ့စားလက်လောက်လက်စားပြည်သူတွေနဲ့အခြေခံလူတန်းစားတွေပါအလောက်ကန်တွေရပ်တန့်သွားပြီးနေစရာအိမ်တွေရေမြုပ်ကုန်တဲ့အပြင်စားစရာတောက်စရာတွေပါခက်ခဲလာခဲ့ပါတယ်။ရေဘေးသင့်ပြည်သူတွေအတွက်အရေးပေါ်စားနပ်ရိက္ခာတွေထောက်ပံ့ကူညီမှုတွေနဲ့အလူရှင်တွေရဲ့ဖေးမကူညီမှုတွေကငတိုင်းချောင်းမြို့မှာလည်းလိုအပ်နေတာပါ။ယခုလက်ရှိမှာတော့မြန်မာနိုင်ငံရဲ့အညာဒေသဘက်ကစကိုင်းတိုင်းမှာလည်းဆိုးရွားတဲ့ရေဘေးဒဏ်ကိုခန်းစားနေကြရပြန်ပါတယ်။စကိုင်းတိုင်းဘက်ကရေဘေးသတင်းတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်နေပေမဲ့ AR တိုင်းဘက်ကငတိုင်းချောင်းနဲ့လေးမျက်နှာဘက်မှာလည်းလူအများကအခက်တွေ့နေကြရတာပါ။ AR တိုင်းကငတိုင်းချောင်းနဲ့လေးမျက်နှာဘက်ကနေထိုင်သူတွေကလည်းအကူအညီတွေရရှိကဒီရေဘေးဒဏ်ကနေအမြန်ဆုံးကင်းဝေးလွတ်မြောက်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ GM ပြည်သူများလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။